yo, a camel, a melmo, yeah. ခဏကခုလုံးပြက်စီးတဲ့အထိစိတ်လိုလိုက်ကြတယ်ဖြစ်ဘူးလားအဲ့လိုလူတိုင်းကတော့တိတ်ကိုမိုက်ကြအဖြူနဲ့မဲ့ပမာနေမလဲတဲ့ငါရဲ့စိတ်ကိုပိုင်းချလက်ပုံမှန်သွားနေတဲ့လိတ်ကိုမြန်သွားပါဆိုပြီးလိတ်ကိုခိုင်းရဒစိမ့်နဲ့တိတ်ကိုနှိုင်းမြအရေးလိုတိုင်းသမားမျိုးနဲ့မင်းတို့ရှေ့ကိုရောက်လာခဲ့ပြီးတိတ်ကို find the light တချင်မရတဲ့ငါနဲ့အဲ့ငါနဲ့တွင်မှာတွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့အတိတ်ကိုနှိုင်းဆက်လက်မတော်မျိုးနဲ့ကနေထွက်လာခဲ့တဲ့လူငယ်တယောက်စင်ကာပူမှာပေးတယ်ပြီးလောကကပေးတဲ့ဒဏ်နဲ့ယူမယ်မကြောက်ဘူးတုံးဝါထားလဲရှစ်ဆက်တော့လန်ကူလက်မှာငါကိုစောက်ချင်ရုပ်တဲ့ကောင်းတွေမှတ်ထားတယ်ကွာဘလူးဘယ်နဲ့ရောက်ဒီလိုပြောလို့ကြားသွားလဲငါလိုချင်းရေးဖို့အတွက်ကိုတွေးတဲ့လောက်လားကာဗာဆောင်လေးဆိုပြီးဖိုးတဲ့ပြီးတဲ့စင်ကပါရဲ့ချင်းလို့ငါညီမိတဲ့ချက်ထောက်တယ်မင်းတို့လေးဘထောက်သွားတဲ့ရွေကလေးကချေးတဲ့ဆိုနေတာမင်းတို့မျိုးစောကြည့်ရင်တို့ဖျားကြောင့်သွားတက်ပြီးကွက်တွေရွှေ့တဲ့ကောင်လားမဟုတ်ဘူးစော်တွေကြိုက်တော့လိုက်တော့ငါလည်းရှင်းပြမတက်လိုက်တော့ချင်းများမထက်ငါနဲ့မပေါင်းရတော့အရင်လိုကိုကြီးတွေနဲ့ပဲအပိုက်ကျော်ချင်းသွားခံယောက်ကဘွားအချစ်ဆုံးဆိုတာတော့ထောက်ကမှရှိခဲ့တဲ့တန်ရုံးစင်တွေကိုတစ်ခေါက်ပြန်ကမကြည့်မရှိတဲ့နေရာကိုချိန်ကြရင်ငါလည်းရောက်ပြန်လာပြီဆိုပြီးတွေးထားလဲလက်ခံလိုက်ပါတယ်နေပေါက်ပြန်ပါသည်ဟာဝေမင်းခေါ်တဲ့တန်လေးတွေငါပြန်ကြတယ်နမဲတော့ချိန်လိုက်တယ်မချချင်လို့ကွာအနဇာလေအသေးဒီကွဲစေးတွေတော့ငါခံစားတယ်ဘာပြန်ရလဲစေးုံတက်လက်ကျိုးတာပဲငါခံရတယ်မကောင်းတဲ့ຢာတွေပြောရင်ငါဒီရက်တော့ပါသည်သူနဲ့တွေ့ဆုံပြီးတဲ့နောက်မချမီဖြတ်တော့ပါသည်မင်းချစ်တဲ့4မိနစ်တော့မဟုတ်သူချစ်တဲ့2နှစ်တွင်နေ့ကိုတနာရီဒါမှမဟုတ်နာရီဝက်လောက်ကြာသည်အလောကမိမတွေကြောက်တဲ့ထက်မချစ်သေးရဲ့ရည်သရှိရဲ့သားနဲ့နောက်တစ်ယောက်ကိုထက်ချစ်သေးတယ်အရက်ဖြစ်ရေးတဲ့ဒီတချင်းလေးလေရစ်စိမ့်နဲ့ဆိုရင်တော့ကသေးတော့မင်းရဲ့မောင်နဲ့မမြင်လေးလေဘွားကမသေးကြပါမနှက်ဖြန်တွေလေဘလောက်ဝသေးတဲ့နဲ့ရောက်သေးမင်းလက်မခံလေခဲ့ဒီလောကမှာအကက်ချန်နေခဲ့အိုက်ကောင်ကနိုင်ငံခြားမှာမင်းသိပါတယ်ဘလောက်ထိလက်တန်ရှည်လဲ sorry ငါပြောရတွေကလွန်သွားကိုဘကူအစ်စလက်ရှောက်တဲ့ချမ်းမြေကျွန်းကြအချစ်ထဲမှာမွန်သွားအမေရဲ့အချစ်ဆုံးတငယ်ချင်းနဲ့ညိုကြောပါလူတွေဖောက်ပြန်လို့မင်းကိုယွန်သွားတယ် လူတယောက်ရဲ့ဘဝကိုဖျက်ဆီးပြီးတအားပျော်လိုက်တယ်လို့နစ်ပေါ်ဝင်ခြင်းကလူတိုင်းအားယုံတယ်စကားတော်ကြိုက်လို့မင်းလုပ်တဲ့ပုံကရေးစားနေတဲ့လူကိုကမ်းနိုင်ရတဲ့ခေါ်ပြီးပါခေါ်ရိုက်တယ်လို့ fucker